ဟိုင်နာသည်သူ၏အနိုင်ရရှိလာသောအစာကိုကိုက်ချီ၍အတိုက်သို့ရိုင်းဆိုင်စွာပြန်လာခဲ့သည်မောင်မိုက်နေသောလှိုင်ကူ၏အနက်ရှိုင်းဆုံးနေရာတွင်စာလောင်မှုတိတ်နေသောမျက်လုံးပေါင်းများစွာသည်အစင်သစ်ဆောင်မျှော်နေကြ၏မိခင်တူ၏ချစ်ချင်းမြတ်တာသည်ယခုအခါတွင်မူအခြားသူများ၏စပွဲပေါ်မှအစာဖြစ်သွားခဲ့ရပြီဇလန်းသည်လွန်ခဲ့သောနာရီအနည်းငယ်ကစတင်ခဲ့ခြင်းဖြစ်သည်မျက်မှောက်ရှိကြားတစ်မသည်နောက်ဆုံးကြံရှိသောခွန်အားများကိုအကုန်ထုတ်သုံး၍အားနည်းလာသောတက်ရှိတစ်ကလေးကိုမွေးဖွားပေးခဲ့သည်သို့တော်လည်းမွေးဖွားခြင်း၏တွင်းညီနှံသည်လေထဲတွင်ပြန့်လွင့်သွားခဲ့ပြီဆိုတာကိုမူမသိခဲ့ပေကြမ်းတမ်းသောရှာဖြင့်ရက်ပေးခြင်းသည်ပထမဦးဆုံးပေးသနာသောလက်ဆောင်ဖြစ်ပြီးအကြိမ်ကြိမ်ရက်ပေးမှုတိုင်းသည်အိမ်မောကြနေသောအဆုတ်ကိုနှိုးဆွပေးနေသည်ရင်သွေးငယ်သည်မျက်လုံးများကိုစုံမိတ်ထားပြီးမိခင်၏နှွေးထွေးမှုကိုတဘာဝအသည့်ဖြင့်လိုက်ရှာနေ၏သို့တော်လည်းဒီခဏတာငြိမ်းချမ်းမှုသည်အလွန်ပင်တန်ဖိုးကြီးလာသည်ရက်ဆက်လာသောတဘာဝတရား၏ဤဥပဒေတွင်တိတ်ဆိတ်ခြင်းဆိုသည်မှာအန္တရာယ်၏ရှေ့ပြေးနမိတ်ပင်ဖြစ်သည်လေတုကသူတို့ကိုတစ္ဆာဖောက်လိုက်ပြီးမိုင်းပေါင်းများစွာအကွာတွင်ပေါ်ထွက်လာသောသတင်းချက်လက်ကိုအငတ်မရအနံ့ခံနိုင်သောနှာခေါင်းတစ်ခုကဖမ်းယူရရှိသွားခဲ့ပြီးတေခြင်းတရား၏အရေးမဲသည်တိတ်တဆိတ်နီးကပ်လာနေပြီဖြစ်သည်၆တွေ့နေသောမျက်ချုံများနောက်တွင်တေခြင်းတရားကချောင်းမြောင်းနေ၏သူသည်အေးဆက်သောအခွင့်အရေးသမားတဦးဖြစ်ပြီးကြားသိမိအားနည်းချက်ကိုတစ်ချက်တည်းနှင့်ကွက်ကွင်းဆမြင်လိုက်သည်သူသည်သူ၏လောဘကိုအနှဲငယ်များမဖုံးကွယ်ပဲတဖြည်းဖြည်းနီးကပ်လာခဲ့သည်ရင်သွေးငယ်အတွက်ကြားသိမမှာအခြားရွေးချယ်စရာမရှိပေသူမသည်တုံရင်နေသောခန္ဓာကိုယ်ဖြင့်တေမင်းထံသို့နောက်ဆုံးသတိပေးချက်ကိုထုတ်လွှတ်လိုက်သည်သတိပေးချက်မအောင်မြင်ခဲ့ပါပြိုင်ဘက်ကသူမ၏ဟန်ပြမှန်ဖီမှုကိုရိပ်မိသွားခဲ့ပြီဟိုင်နာ၏အကြည့်သည်မိခင်ကိုဖြစ်ပေ၍အကူအညီမဲ့နေသောတားငယ်ထံသို့ဦးတည်သွားခဲ့သည်ရှုပ်ထွေးမှုများကြတွင်တားငယ်သည်တခုတည်းသောဘေးကင်းရာပုံခိုရာနေရာသို့တဘာဝအသည့်ဖြင့်ထွက်ပြေးခဲ့ပြီးအမောင်ထဲတွင်ပုံကွယ်နေခဲ့သည်တိတ်ဆိတ်မှုသည်ပြိုကွဲသွားပြီးအကြမ်းဖက်မှုများချက်ချင်းပေါက်ကွဲထွက်လာခဲ့သည်ရင်သွေးကိုကာကွယ်ရန်အတွက်ကြားတစ်မှတ်သည်အသက်လူ၍တုံ့ပြန်တိုက်ခိုက်ခဲ့သည်ဒီတေခြင်းတရားတက်ကွင်းထဲတွင်လက်သေးဖြင့်ထိုးနှက်လိုက်သည့်အကြိမ်တိုင်းသည်ကံကြမ္မာကိုတော်လန်ပုံကန်ခြင်းပင်ဖြစ်သည်သူမသည်မိမိ၏အသက်ကိုလောင်ကျွမ်းစေလျက်ရှိ၏သို့သောတားငယ်၏ထိတ်လန့်နေသောသူငယ်အိမ်ထဲတွင်မူကဘာကြီးသည်ပြိုပြက်နေခဲ့ပြီတားငယ်သည်မိခင်၏ရုန်းကန်နေမှုကိုအကူအညီမဲ့စွာကြည့်ရှုနေခဲ့ရသည်ထိုမောပန်းနွမ်းနေသောခန္ဓာကိုယ်သည်လောဘဇောတက်နေသောကျူးကျော်သူကိုဆွဲနှက်နှက်ဖြင့်တားဆီးပေးနေသည်ရိုင်းဆိုင်သောကြိုက်ခဲမှုများမရက်တန့်ခဲ့ပေဒီတရားရနေသောခန္ဓာကိုယ်သည်အကန့်အသတ်သို့ရောက်ရှိသွားခဲ့ပြီဖြစ်သလိုစိတ်သက်သည်လည်းဝိုင်းရံပိတ်ဆို့မှုကိုမဖောက်ထွက်နိုင်ခဲ့ပေကြားတစ်မှတ်လဲပြိုသွားသည်နှင့်အမျှအသက်ဖြင့်တိဆောက်ထားသောကာကွယ်ရေးလိုင်းသည်လုံးဝပြိုလဲသွားခဲ့ရသည်အိမ်မဆိုးများကြားရောက်လာခဲ့ပြီသွေးစွန်းနေသောနှုတ်သီးသည်အမောက်ထုထဲသို့တိုးဝင်လာခဲ့ပြီးအော်တန်များသည်ဖုံမှုများကြတွင်ပျောက်ကွယ်သွားခဲ့သည်သူမသည်ဒီရက်ဆက်သောကဘာကြီးထံသို့အတင်းအဓမ္မဆွဲထုတ်ခြင်းခံလိုက်ရ၏တပြသည်အနိုင်ရရှိလာသောအစာကိုကိုက်ချီ၍ထွက်ခွာသွားခဲ့ရာပါသွားသည်မှာမိခင်တူ၏မျောလင်းချက်အားလုံးပင်ဖြစ်သည်ဝေဝါးနေသောအကြည့်များကြားတွင်သူမသည်ထိုအရေးပျောက်ကွယ်သွားသည်ကိုအကူအညီမဲ့စွာစားကြည့်နေုံမှအပါမတက်နိုင်ခဲ့ပေကြားတစ်မှပြန်မထနိုင်တော့ဟုအားလုံးကထင်မှတ်ခဲ့ကြသည်သို့သောရှေလျားလာသောအေးဆက်သည့်ညစ်နက်ပိုင်းသည်သူမအားခေါ်ဆောင်မသွားနိုင်ခဲ့ပေနနက်ခင်း၏ပထမဦးဆုံးရောင်ကြီးလင်းလက်လာသောအခါအသက်၏မူလမိတောက်သည်သူမ၏ခန္ဓာကိုယ်ထဲတွင်ပြန်လည်တောက်လောင်လာခဲ့သည်သူမသည်ဒဏ်ရာများကိုရှာဖြင့်ရက်ပေးနေ၏ဒါဟာကုသခြင်း၏တဘာဝအသည့်ဖြစ်ပြီးကျိုးပဲ့နေသောခန္ဓာကိုယ်ထဲသို့ခွန်အားသစ်များကိုတွတ်သွင်းပေးနေသည်အချိန်များကုန်လွန်သွားသည်နှင့်အမျှဒဏ်ရာများကျက်သွားပြီးလက်စားချေခြင်း၏ကာကွယ်ရေးချက်ဝတ်တစားဖြင့်မာကျောသွားခဲ့သည်သူမသည်မျက်ခင်းပြင်၏ရွှေရောင်လျှက်စီးကြောင့်ဖြင့်ပြန်လည်ပြောင်းလဲသွားခဲ့ပြီးခြေလန်းတိုင်းသည်ဘယင်မှပြန်လည်ရောက်ရှိလာခြင်းကိုကြေညာနေ၏ဒါဟာအမေလိုက်ခြင်းမဟုတ်ပါဒါဟာဒုတိယအကြိမ်ပြန်လည်မွေးဖွားလာသောတရားစီရင်ခြင်းဖြစ်သည်ဆွဲသွားများသည်လဲချောင်းကိုတိကျစွာထိုးဖောက်လိုက်သောအခါမျက်ခင်းပြင်ကိုတုံ့လုပ်စေသောထိတ်တန့်အသားစားတတဝါသည်လုံးဝနိုးထလာခဲ့ပြီးစာလောင်မှုများပြေပြောက်သွားတော့